Easy Pasta မင်္ဂလာပါအင်္ဂလိပ်လိုကိုအကြောင်းပြောရမယ်ကိုယ့်ရဲ့အလေးအကျင့်တွေအကြောင်းပြောရမယ်ဆိုရင်မဖြစ်မနေသိထားရမယ့်အခြေခံဆုံးရဲ့အရေးကြီးဆုံး tense တစ်ခုရှိပါတယ်အဲ့ဒါကတော့ present simple tense ပါပဲကဲဒီနေ့အဲ့ tense ကိုတူကျွမ်းကျင်တော့အောင်လေ့လာကြည့်လိုက်ကြအောင်ကဲဒီပုံထဲမှာမြင်နေရတဲ့သူကတော့ Alex ပါသူက bus car driver ကြောက်ပေါ့သူ့ရဲ့ဥပမာလေးတစ်ခုနဲ့ present simple ရဲ့အဓိကအချက်ကပါလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တော့အောင်ကြည့်ကြရအောင်ဒီမှာအယမ်းစိတ်ဝင်စားစရာကောင်းတဲ့ခြားနာချက်တစ်ခုကိုကြည့်လိုက်အောင်ဘယ်ဘက်မှာ he is sleeping ဆိုတော့သူအခုအိတ်နေတယ်ပေါ့ဒါကအခု right now ဖြစ်နေတဲ့အခြေအနေဒါပေမဲ့ညာဘက်ကိုကြည့်လိုက် he drives a bus တဲ့သူ bus ကောင်းမောင်းတယ်သူအခုအိတ်နေရလေ bus ကောင်းမောင်းနေတာမဟုတ်တာဘာလို့ drives လို့တောင်းရတာလဲအကြောင်းရင်းကတော့ဒါကသူ့ရဲ့အလုပ်ဖြစ်နေလို့သူ့ရဲ့အမြဲတမ်းမှန်နေတဲ့အခြေအနေမို့လို့ပါပဲဟုတ်ပြီand ဒီအချက်ကပဲ present simple ရဲ့အဓိကတော့ချက်ပဲကဲဒီနေ့ဘာတွေပြောကြမလဲဆိုတာကိုအမြန်လေးကြည့်လိုက်အောင် present simple ဆိုတာဘာလဲဆိုတာကနေစမယ်ပြီးရင်သူရဲ့အဓိကအသုံးတွေဖြစ်တဲ့အလေးအကျင့်တွေအကြောင်းပြီးတော့အရန်ရည်ကြီးတဲ့ S ရူအကြောင်းပို့မယ်အမင်းညွှန်းဝါကြတွေဂတိပေးတာလိုမျိုးထူးခြားတဲ့အသုံးတွေနောက်ဆုံးမှာတော့အဓိကမဲ့ရမယ့်အချက်တွေကိုပြန်ချုပ်ပြီးပြောပြတော့ပါမယ်ဟုတ်ပြီဒါဆိုပထမဆုံးအပိုင်းကိုစလိုက်ကြအောင် present simple ဆိုတာတကယ်တော့ဘာလဲသူ့ကိုလေလွယ်လွယ်မှတ်ချင်ရင်အမြဲတမ်းမှန်တဲ့ tense aka the always tense လို့မှတ်ထားလိုက်လို့ရတယ်ဆိုတော့ present simple tense ဆိုတာကထက်ခါတက်လဲလဲဖြစ်တတ်တဲ့အရာတွေဥပမာအလေးအကျင့်တွေပေါ့ဒါမှမဟုတ်ရေပြူးရအားချင်းအမြဲမှန်နေတဲ့အကြောင်းအရာတွေကိုပြောချင်တဲ့အခါသုံးတာပါအရေးကြီးတာကအခုချက်ချင်းဒီအချိန်မှာဖြစ်နေတဲ့ຢာတွေအတက်သုံးတာမဟုတ်ဘူးဆိုတာပါပဲအစောက Alex ဥပမာလိုပေါ့သူအခုအိတ်နေပြီမဲ့သူ့အလုပ်ကဘတ်စကားမောင်းတာလေအဲ့ဒါကအမြဲတမ်းမှန်နေတဲ့အမှန်တရားပဲကဲ present simple ရဲ့အတိတ်ကအလုံးတစ်ခုကိုကြည့်လိုက်အောင်အဲ့ဒါတွေကတော့အလေးကျင့်တွေ habits နဲ့အမြဲတမ်းမှန်တဲ့အမှန်တရားတွေ general truths ပါပဲဒီဥမာလေးကြည့်လိုက်ရင်ပို့ပြီးတော့ရှင်းသွားလိမ့်မယ် Nurses look after patients in hospitals သူနာပြုတွေကလူနာတွေကိုစောင့်ရှောက်တယ်ဒါကသူတို့ရဲ့လုပ်ကြည့်ပြီးရဲ့မှန်တရားပေါ့ The earth goes round the sun ကဘာကနေကိုပတ်တယ်ဒါကတော့ဘယ်တော့မှမပြောင်းလဲတဲ့သိပ္ပံအမှန်တရားပဲ I usually go away at weekends စနေတနင်္ဂနွေဆိုရင်ခရီးထွက်လေရှိတယ်ဒါကတစ်ခါတလေလေလို့တဲ့အလေးချင်းတစ်ခုနောက်ဆုံးတစ်ခု The cafe opens at 7:30 in the morning ဒီ coffee ဆိုင်ကမနေ့ကနေ့နိုင်ခွဲမှာဖွင့်တယ်ဒါလေနေ့တိုင်းတစ်ခါတလေလေဖြစ်နေလေ routine တစ်ခုပဲလေဟုတ်ပြီအခုလာမယ့်အပိုင်းကတော့လူများစုမားရကြတဲ့ဒါမဲ့ရန်အရေးကြီးတဲ့ S rule ပဲဖြစ်ပါတယ်ဒါမဲ့စိတ်မပူပါနဲ့ဒါကိုအရန်ရှင်းတော့အထူးကြည့်လိုက်ကြမယ်တကယ်တော့ဒီစီးမြင်ကအရန်ရှင်းပါပဲ subject က I we you ဒါမှမဟုတ် they ဆိုရင်လေ verb ကသူ့မူရင်းပုံစံအတိုင်းပဲဘာမှပြောင်းစရာမလို walk drive go ဒီတိုင်းပဲဒါပေမဲ့အရေးကြီးကဒီမှာ subject က he she ဒါမှမဟုတ် it အနေကင်တယောက်ခဲတခုကိုပြောတဲ့အခါမှာတော့ verb ရဲ့ normal s ပေါင်းထည့်ပြရပါမယ် walks drives goes ဒီလိုပြောင်းတော့တာကိုတတိထားကြည့်ပါတခါတည်းကျတော့ s တလုံးနဲ့တင်မဟုတ်ဘူး es ပေါင်းထည့်ရတာမျိုးလည်းရှိတယ်ဥပမာ charge တို့ shish တို့နဲ့ဆုံးတဲ့ verb တွေပေါ့ဒီမှာကြည့် I teach တို့ပြောပြီးမဲ့ my sister ဆိုတာ she နဲ့တူပဲလေအဲ့တော့ teaches ဆိုပြီး es ပေါင်းထည့်ရတာပါဒီစာလုံးပေါင်းပုံစံလေးကိုတော့တတိထားပြီးမှတ်ထားဖို့လိုမယ်နော်ကဲဟုတ်ပြီအခုအမဲဝါကြနဲ့အငြေဝါကြတွေကိုဘယ်လိုလုပ်မလဲကြည့်အောင်ဒီနေရာမှာတော့ကျွန်တော်တို့မှာအကူလော်လာတွေအဲ့ဒါကတော့ helper verbs တွေဒါမှမဟုတ်အကူကြည်ရတယ်ပေါ့ auxiliary verb ဆိုတာဘာမှခက်မဟုတ်ပါဘူးအမေးဝါကြတွေအငင်းဝါကြတွေလုပ်တဲ့အခါမှာလာကူညီပေးတဲ့ verb လေးတွေပါ present simple တို့ do ရဲ့အဓိကအကူတွေကတော့ do နဲ့ does ဒီနှစ်ခုပါပဲမင်းတို့တစ်ခုလုပ်ဖို့ဆိုရင်လွယ်လွယ်လေးအဆင့်3ဆင့်မဲ့လို့တယ် step 1ဝါကြကို do ဒါမှမဟုတ် does နဲ့စမယ် step 2 subject ကိုထည့်မယ်ပြီးတော့အရန်အရေးကြီးရဲ့ step 3 verb ကိုသူ့ရဲ့မူရင်းပုံစံ base form အတိုင်းပဲထည့်လိုက်ရုံပဲဒီနေရာမှာ s တွေဘာတွေလုံးဝထည့်စရာမလိုတော့ဘူးနော် does က s တာဝန်ကိုယူသွားပြီလို့ပဲမှတ်ထားလိုက်အငင်းဝါကြလို့တာကလည်းဒီပုံစံတိုက်ပဲ I we you they အတွက်ဆို don't ကိုသုံးမယ် don't work ပေါ့ he she it အတွက်ကြတော့ doesn't ကိုသုံးမယ် doesn't work ဒီမှာလည်းအစောကစီးမြင့်တဲ့အတိုင်းပဲ doesn't ကိုသုံးလိုက်ပြီဆိုတာနဲ့ verb မှာ s လုံးဝထပ်ထည့်စရာမလိုတော့ဘူး doesn't work ဆိုရင်မှာသွားပြီ doesn't work ဆိုတဲ့မူရင်းပုံစံကိုပဲပြန်သုံးရပါမယ်ဒါအရင်ရေးကြည့်ရနော်ကဲလက်တွေ့ဥပမာတစ်ခုကြည့်လိုက်အောင်
ဒီမှာကြည့် where do you come from ဒီမျိုးကမှာ do ကိုအရှိမတုံးထားတယ်ပြီးတော့ come ဆိုတဲ့ verb ကသူ့ရဲ့မူရင်းပုံစံအတိုင်းပဲ comes မဟုတ်ဘူးနော် come ပဲဒါအမဲဝါကျဖွဲ့စည်းပုံကိုရှင်းရှင်းလင်းလင်းပြနေတာပဲ အခုဒီ present simple မှာလေတော်တော်စိတ်ဝင်စားစရာကောင်းတဲ့အစွမ်းတစ်ခုရှိသေးတယ် a special power ပေါ့အဲ့ဒါကဘာလဲဆိုတော့ဂရီပေးတာတွေအကြံပြုတာတွေမှာသုံးတဲ့ပုံစံမျိုးပါ ဒီဝါကြလေးကိုကြည့်လိုက် I promise I won't be late နောက်မကြပါဘူးလို့ဂရီပေးပါတယ်ဒီနေရာမှာသတိထားကြည့် I promise လို့ဘာဆိုင်ကနေပြောလိုက်တာနဲ့ဂရီပေးတဲ့လုပ်ရက်ကအဲ့ဒီနေရာမှာတခါတည်းဖြစ်သွားတာပြောလိုက်တာနဲ့အလုပ်ကတခါတည်းဖြစ်သွားတယ်အပြောနဲ့အလုပ်တစ်ထပ်တည်းကြားသွားတဲ့အသုံးအနှုန်းမျိုးပေါ့ I promise တခုလည်းတင်မဟုတ်ဘူးနော်ဒီလိုမျိုးအစွမ်းထက်တဲ့ verb တွေအများကြီးကြည့်သေးတယ်ဥမာ I apologize လို့ပြောလိုက်တာနဲ့တောင်းပန်ပြီးသားဖြစ်သွားပြီ I advise ဆိုရင်အကြံပေးပြီးသားပဲဒီလိုပဲ I insist ကျွန်တော်ဒါကိုပဲ persist လုပ်မယ် I agree တဘောတူတယ် I refuse ညင်းတယ်ဒီ verb ဒီအားလုံးကပြောလိုက်တာနဲ့တခါတည်းအဲ့လိုရတာဖြစ်မြောက်သွားစေတယ် ကဲဟုတ်ပြီဒီနေ့လေးလာခဲ့သမျှတွေကအဓိကအနှစ်ချုပ် take away ကိုပြန်ကြည့်လိုက်ကြရအောင် present simple လေးပါတက်ပြီးဒါလေးတွေတော့မဖြစ်မနေမှတ်ထားရမယ် အဓိကစီးမြင့်သုံးကိုဒါကိုတော့ရင်ထက်ဆွဲသွားအောင်မှတ်ထားလိုက်ရအောင် rule 1အလေးကျင့်တွေနဲ့အမြဲတမ်းမှန်တဲ့အမှန်တရားတွေအတွက်သုံးမယ် rule 2 subject က he she it ဆိုရင် verb မှာ s ဒါမှမဟုတ် zs ပေါင်းမယ် rule 3အမင်းနဲ့အငင်းဝကြတွေမှာတော့ do နဲ့ does ကိုအကူခေါ်သုံးမယ်ဟုတ်ပြီဒီသုံးချက်ကအရေးကြီးဆုံးပဲ ဒီနေ့လေ့လာခဲ့တာတွေကိုတကယ်တမ်းမိုးရှိရှိအသုံးချကြည့်ဖို့အကောင်းဆုံးနည်းလမ်းကတော့ကိုယ့်အကြောင်းကိုပြန်ပြောကြည့်တာပါပဲဒါကြောင့်ခဏလောက်စဉ်းစားကြည့်လိုက်ပါကိုယ့်ရဲ့နေ့စဉ်ဘဝမှာအမြဲတမ်းလုပ်ဖြစ်နေတဲ့အလေးအကျင့်ဒါမှမဟုတ် routine ဖူးကပြဖြစ်မလဲဥပမာ I drink coffee every morning လို့မျိုးပေါ့အခုပဲ present simple ကိုတုံးပြီးကိုယ့်ရဲ့အလေးအကျင့်တစ်ခုကိုစိတ်ထဲကနေဖြစ်ဝါကြလေးတစ်ခုဖွဲ့ကြည့်လိုက်ပါ